ကတော့ intermediate level ပေါ့နော် Nasruddin was cutting a bunch of tree in his garden Nasruddin တယောက်ပေါ့နော်သူ့အိမ်ထဲကအတူဒီဥယျာဉ်ထဲကတစ်ပင်ရဲ့တစ်ကိုင်းတစ်ကိုင်းကိုသူဖြတ်နေတယ် While he was sawing another man passed in the street သူ့ဘက်မှာလွှတ်တိုက်နေတော့မှာလူတစ်ယောက်ပေါ့နော်နောက်ထပ်လူတစ်ယောက်ကနေပြီးတော့သူ့ဘေးနားကနေဖြတ်သွားတယ်နော်လမ်းထဲကနေဖြတ်သွား He stopped and said excuse me but if you continue to saw that branch like that you will fall down with it ခင်ဗျားနော်တစိမ့်လောက်ဗျာကျွန်တော်ပြောကြလေးရှိလို့ခင်ဗျားအဲ့လိုမျိုးဒါဒီဟာကိုဆက်ပြီးတော့လွှတ်နဲ့တိုက်နေလို့ရှိရင်ခင်ဗျားခဏနေပြုတ်ကြလိမ့်မယ်နော် He said this because Nasruddin was sitting on the branch and cutting it at a place between himself and the trunk of the tree သူကဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတဲ့အခါကျတော့ Nasruddin ကြီးကသူကပင်စီနဲ့သူကအဲ့ပင်စီနဲ့တစ်ကိုင်းနဲ့တွဲနေတဲ့ဟာမှာသူကထိုင်ပြီးတော့အဲ့သူ့ကြားထဲကပင်စီနဲ့တစ်ကိုင်းနဲ့ကြားတဲ့နေရာကိုသူကလွှတ်နဲ့ဖြတ်နေတာ Nasruddin said nothing ဘာမှမပြော he thought သူကစဉ်းစားလိုက်သေးတယ် This is some foolish person who has no work to do and goes about telling other people what to do and what not to do တချို့အယူကောင်တွေကလည်းနော်ဘာမှလုပ်စရာမရှိဘူးလားမသိဘူးသူများတွေကိုလိုက်ပြီးတော့ဟိုဟာလောက်ရမယ်ဒီဟာလောက်ရမယ်ရှောက်ပြောနေတာပဲ The man continues on his way နော်အဲ့လူကသူ့လမ်းတိုင်းဆက်ထွက်သွားတယ် Of course after a few minutes ခဏနေလဲကြာကြော the branch fell and Nasruddin fell with it တစ်ကိုင်းကလည်းကျိုးကြတယ်ပြက်သွားတော့ပြုတ်ကြသွားတယ်သူလည်းတခါလည်းပြုတ်ကြတယ် My God he cried သူထအောင်ပါလေရော That man know the future ဒီလူကအနာဂတ်ကိုသိရကောင်ပဲ and he ran after him to ask how long he was going to live but the man had gone အဲ့ဒါသူပြေးလိုက်ပါလေရောသူအသက်ဘယ်လောက်ထိရှည်ရှည်နေရမလဲလို့သိချင်လို့ဆိုပြီးတော့သူကလိုက်မေးပါလေရောနော်ဒါပေမဲ့အဲ့လူကတော့မရှိတော့ပါဘူးတဲ့ Thank you for your listening ပါ